Sarada ရဲ့ manual sharing ability က UGR တွေထဲမှာအကောင်းဆုံး ability တစ်ခုတောင်ဖြစ်လာနိုင်တယ် Sarada ကတော့ဒီ ability ကို Orihime လို့နာမည်ပေးထားပြီးတော့နေနဲ့သမီးဆိုပြီးတော့အဓိပ္ပာယ်ရပါတယ်ဒီ ability ရဲ့အဓိကလုပ်ဆောင်ချက်ကကြတော့ဒီ gravitational စက်ဝန်းတွေဖန်တီးပြီးတော့အရာဝတ္ထုတွေကိုစက်ဝန်းတွေကိုဆွဲသွင်းတာပဲဖြစ်ပါတယ်ဒါပေမဲ့ခုနောက်ဆုံးတက်ခဲ့တဲ့ chapter မှာဆိုလို့ရှိရင်ဒီစက်လုံးတွေကအရာဝတ္ထုတွေကိုဆွဲသွင်းတာတစ်ခုတည်းတည်းမဟုတ်တော့ဘဲနဲ့နောက်ထပ်အချက်၃ချက်အနေနဲ့လည်းထပ်ပြီးတော့လှုပ်ဆောင်ချက်တွေရှိနေပါသေးတယ်နမချက်နေနဲ့ဒီစက်လုံးတွေကတွေ့ကြရရှောက်ဆွဲနေတာမျိုးမဟုတ်ဘဲနဲ့တတ်မှတ်ထားတဲ့ object ကိုသာဥတည်ပြီးတော့ဆွဲယူနိုင်တဲ့စွမ်းရည်လည်းရှိနေပါတယ်အခုကကြတော့ black hole တွေလိုမျိုးပဲတက်တက်ကြီးဆွဲငင်တာမျိုးမဟုတ်ဘဲနဲ့ဒီဆွဲငင်သွားတဲ့အရာဝတ္ထုကိုလည်းတစားစီခြေဖြတ်နိုင်တဲ့စွမ်းရည်လည်းရှိပါတယ်ဒါကတော့ကျွန်တော်တို့အားလုံးသိပြီးသားဖြစ်တဲ့ OB2 ရဲ့ဒီခါမူကြီးနဲ့တော်တော်လေးကိုကွာခြားတဲ့အချက်တစ်ခုပါပဲSarada ရဲ့နောက်ဆုံး ability ကတော့တော်တော်လေးကိုအကျဉ်းဆုံးပါပဲဥပမာ OB2 ရဲ့ခါမူကြီးဆိုလို့ရှိရင်ကျွန်တော်အနေနဲ့ဒီဆွဲယူတဲ့နေရာမှာတနေရာတည်းရတာဆွဲယူနိုင်တာဖြစ်ပြီးတော့ Sarada ရဲ့ Ohirume ကကြတော့နေရာတနေရာတည်းရတယ်မဟုတ်ဘဲနဲ့ portal တွေအများကြီးဖွင့်ပြီးတော့ object တွေကိုဆွဲယူနိုင်တာပဲဖြစ်ပါတယ်ဒါကြောင့်မို့လို့ Sarada ရဲ့ ability ကလက်ရှိ Boruto မှာဆိုလို့ရှိရင်တော်တော်လေးကို OB ဖြစ်တဲ့ ability တစ်ခုဆိုပြီးတော့ကျွန်တော်အနေနဲ့သတ်မှတ်လို့ရတယ်Sarada ရဲ့ Battle Anju က Sasuke လောက်နီးနီးကိုကျန်းတယ်ဆိုပြီးတော့ကျွန်တော်အနေနဲ့အချမ်းမြအပြည့်သတ်မှတ်လို့ရတယ်ဒါအပြင် Maganyo Sharing ကသုံးနိုင်ပြီဆိုတဲ့အတွက်ကြောင့်မလို့ Susanoo သုံးနိုင်မယ်ဆိုတာကတော့အငြင်းပွားပဲရမရှိဘူးဆိုတော့ Sarada ရဲ့ Susanoo မှာရောဘယ်လိုမျိုး ability တွေရှိနေမလဲဘယ်လိုမျိုးချက်တွေကသူ့ကိုပို့ပြီးတော့သူ့မေ Sakura ထက်ပို့ပြီးတော့တန်မာလာစေမလဲဆိုတာကတော့ကျွန်တော်အနေနဲ့ series ထဲမှာဆက်ပြီးတော့စောင့်ကြည့်ရမှာဖြစ်ပါတယ်ကျွန်တော်က personally အနေနဲ့Boruto ကိုတိတ်တော့မကြိုက်ဘူးဘာဖြစ်လို့လဲဆိုတော့ဒီ ninja တယောက်အနေနဲ့လည်းninja the way of ninja တိတ်မဖြစ်ဘူးလို့လည်းခံစားရတယ်နောက်တစ်ခုကကျတော့သူတို့တိုက်ခိုက်တဲ့ပုံစံတွေသူတို့ရဲ့ power system တွေကလည်းတဖြည်းဖြည်းနဲ့ alien ဘက်ကိုသွားနေရဆိုပြီးတော့အားလုံးလည်းဝေဖန်ကြတဲ့အတိုင်းပဲကျွန်တော်လည်းအဲ့လိုမြင်တယ်ပေါ့နော်ဒါပေမဲ့ဘာပဲဖြစ်ဖြစ်သူတို့ထွက်လာတဲ့ဒီ ability တွေကတော့တော်တော်လေးကို OP ဖြစ်တယ်ဆိုတော့ကောင်းတာတစ်ခုကတော့တခြား enemy တွေနဲ့ရှင်ပြီးတော့ back character ပိုချမ်းလဲဆိုတာမျိုးနိုင်ရှင်တဲ့ခါမှာတော့ဒါကတော့တော်တော်လေးပို့ပြီးတော့အကျိုးရှိစေမယ့်အချက်တွေလို့တော့မြင်တယ်ပေါ့နော်ဆိုတော့အချုပ်အပြည့်ပြောမယ်ဆိုလို့ရှိရင်ဒီ Boruto ကစထွက်လာကတုန်းက failure act တွေနဲ့အရင်ပြင်းဖို့ကောင်းခဲ့ပြီမဲ့လည်းခုနောက်ပိုင်းမှာဆိုလို့ရှိရင်တော့ဆက်ချင်ရဖြည်းဖြည်းတက်လာတယ်ဆိုတော့ကျွန်တော်လည်းပထမပိုင်းက Boruto ကြည့်ပြီးတော့ဆက်မကြည့်ဖြစ်ဘူးပေါ့နော်ခုနောက်ပိုင်းဆိုလို့ရှိရင်တော့သူတို့ရဲ့ဒီ story line တွေလည်းတော်တော်လေးကောင်းလာတယ်ဒီ main act ဆိုလို့ရှိရင်လည်းတော်တော်လေးမိုက်တဲ့ပါတယ်ပေါ့နော်အဲဒါကြောင့်ကျွန်တော်လည်းဆက်ပြီးကြည့်ဖြစ်တယ် brother အနေနဲ့လည်းကိုကBoruto ကိုအကြောင်းမျိုးကြောင့်မကြည့်ဖြစ်ဘူးဆိုလို့ရှိရင်တဖန်ပြန်ပြီးတော့ကြည့်ဖို့ကျွန်တော်အနေနဲ့တိုက်တွန်းချင်ပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်